You are very important. ဖခင်အတွက်အရင်အရေးပါတယ် A woman who knows the Lord. ဖခင်ကိုတည်တော်သူဖြစ်တယ် A woman who knows the Spirit of the Lord. ဝိညာဉ်တော်နဲ့တည်ကျွမ်းတော်သူဖြစ်တယ် God is for you. ဖခင်ကသင်အတွက်ရှိတယ် He loves သင် you. ကိုချစ်တယ် He has a great plan for you and your သင် family. နဲ့မိသားစုအတွက်ကြီးမားတဲ့အကြံစီရှိတယ် He knows you by name. နာမည်နဲ့သိတယ် He will use you in a beautiful way လှပစွာနဲ့အသုံးပြုမယ် because the Lord loves you. ဖခင်ကသင်ကိုချစ်လို့ You're like a diamond for the kingdom of God. နိုင်ငံတော်အတွက်စိန်တုံးကြီးလို့ပဲ And you will shine like you never saw before. တောက်ပစွာနဲ့တောက်ပစွာ That's why I will send you dreams and dreams and dreams and dreams. ဒါကြောင့်မသင်ကိုအိမ်မက်တွေပေးမယ် And God will use you in a beautiful ဖ way. ခင်ကသင်ကိုလှပစွာအသုံးပြုမယ် He knows you by name. သင်နာမည်ကိုသိတယ် Do not worry about your kids သင်ရဲ့ကလေးတွေအတွက်မစိုးရိမ်နဲ့ because all of your kids I have it in my hands. သင်ရဲ့ကလေးတွေအားလုံးငါလက်ထဲမှာရှိတယ် And I heard the Spirit of the Lord speaking right now. အခုချိန်မှာဝိညာဉ်တော်ကပြောတ He ယ် says, me and my house will serve the Lord. ငါနဲ့ငါရဲ့အိမ်သူအိမ်သားအားလုံးဖခင်ရဲ့အစေကိုခံရမယ် That's why you and your house will serve the Lord. ဒါကြောင့်သင်နဲ့သင်ရဲ့အိမ်သူအားလုံးဖခင်ရဲ့အမှုကိုဆောင်ရမယ် And this is because a mama was praying. ဘာကြောင့်လဲမိဆုတောင်းတော့မိခင်ကြောင့်ဖြစ်တယ် And you bring it, your kids and your family to the Lord. သင်ရဲ့သားသမီးတွေကိုဖခင်ရှိမှသင်ယူဆောင်သွားလို့ဖြစ်တယ် I see you in the kitchen နော်မိဖို့ချောင်းမှာသင်ကိုတွေ့ရ praying တယ် in tongues. အခြားသောဘာသာစကားနဲ့ဆု You တောင်း pray, နေ you တယ် pray, you pray, you pray, ဆု you တောင်း pray. တယ်ဆုတောင်းတယ် And the Lord says to me, ဖခင်ကကျွန်တော်ကိုပြောနေတယ် when she was cooking, သူကထမင်းချက်နေတဲ့ချိန်မှာ and she was praying for the husband and for the kids, ခင်မွန်းတဲ့သားသမီးတွေဆုတောင်းနေတာ I was in the room on that time သူနဲ့အတူအဲ့ဒီမိဖို့ချောင်းထဲမှာငါရှိ because တယ် I know her by name. သူကိုနာမည်နဲ့သိတဲ့ဖ I ခင် know her by သူ name. ကိုနာမည်နဲ့သိ I တဲ့ဖ know ခင် her by သူ name. ကိုနာမည်နဲ့သိတဲ့ I know her by name. သူနာမည်ကိုသိတဲ့ I ဖ know ခင် her by name. ငါသူနာမည်ကိုသိတယ် Rejoice, Mama. ဝမ်းမြောက်ပါ Rejoice, ဝ Mama. မ်းမြောက်ပါ Rejoice, Mama. ဝမ်းမြောက်ပါအမေ Because your prayers သင်ရဲ့ဆုတောင်းခြင်းဟာ has been heard အဖြေရပြီ from the Master. သခင်ကဆုတောင်းတန်ကိုကြားပြီ Bless you in Jesus' mighty ယေရှု name. နာမနဲ့သင်ကိုကောင်းချီးပေးတယ် Rejoice. ဝမ်းမြောက်ပါ Because every single of your kids သင်ရဲ့သားသမီးအားလုံးတယောက်မကျန် would encounter heaven like never before. ကောင်းကင်နဲ့နဖူးတွေ့ဒူးတွေ့ဆုံမှာဖြစ်တယ် Your kids would encounter heaven like never before. ဘုရားနဲ့ကောင်းကင်နဲ့သူတို့ကနဖူးတွေ့ဒူးတွေ့မှာဖြစ်တယ် And it's going to be beautiful. အမတမ်းမှလှပလိမ့်မယ် And it's going to be အလွန် powerful. တကိုးကြီးတယ် And you will see သင်မြင်ရမယ် grandchildren, မြေးတွေလည်းမြင်ရတယ် grandchildren မြေးတွေမြင်ရတယ် serve the Lord as သူ well. တို့တွေလည်းဘုရားရဲ့အစေကိုခံနေတယ် In Jesus' mighty name. ယေရှုနာမ၌ A woman of God, ဘုရားရဲ့အမျိုးသမီးဖြစ်တယ်ဘုရားအတွက်အမျိုးသမီးဖြစ်တယ် you are blessed. သင်ဟာကောင်းချီးခံစားရ In သူ Jesus' ယေ name. ရှုနာမ၌ Give a praise to Jesus. လက်ခုပ်ကြည့်ပြီးတော့ဘုရားကိုချီးမွမ်းရအောင်